အားလုံးပဲမင်္ဂလာပါကျမကတော့အာဟာရအထူးပြုဆရာဝန်ဒေါက်တာကေစလွန်ဖြစ်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်တော့အသက်6လအထိကလေးငယ်တွေကိုဆိုလို့ရှိရင်ဘာလို့မိခင်တို့တစ်မျိုးပဲတိုက်ကျွေးတင်တာလဲပြီးလို့ရှိရင်တော့6လပြည့်လို့ရှိရင်ဖြည့်ဆွတ်စာတွေကိုဘယ်လိုကျွေးရမှာလဲဆိုတဲ့အကြောင်းအရာလေးတွေကိုပြပြပေးချင်ပါတယ်ပထမအဆုံးအနေနဲ့ကတော့အသက်6လအထိမိခင်တို့တစ်မျိုးတွေကိုဘာလို့တိုက်ကျွေးတင်တာလဲပေါ့နော်အဲ့တော့အသက်6လအထိမိခင်တို့တစ်မျိုးတွေကိုတိုက်ကျွေးတာတင့်တော်ပါတယ်ပြီးတော့ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကလည်းအသက်6လအထိမိခင်တို့တစ်မျိုးတွေကိုပဲတိုက်ကျွေးဖို့အကြံပြုထားပါတယ်ဘာလို့လဲဆိုလို့ရှိရင်မိခင်တို့ထဲမှာကလေးအတွက်လိုအပ်တဲ့အာဟာရဓာတ်တွေအစုံပါဝင်လို့ဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီမိခင်တို့ထဲမှာပဲယောဂဖြစ်ပွားလာလို့ရှိရင်တိုက်ထုတ်ပေးနိုင်မဲ့ antibody တွေလည်းတစ်ခါတည်းပါပြီးသားဖြစ်ပါတယ်နောက်ထပ်ဒီမိခင်တို့ကိုပဲတိုက်ကျွေးရဲဆိုလို့ရှိရင်မိခင်နဲ့ကလေး bonding time များစီမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ငွေကုန်ကြေးကြလည်းတက်တာပါတယ်ဒီမိခင်တို့တစ်မျိုးတည်းကိုပဲတိုက်ကျွေးရဲဆိုလို့ရှိရင်ဒီကလေးငယ်ကအသက်ကြီးလာတဲ့အချိန်မှာနာတာရှည်ယောဂတွေဖြစ်ပွားနှုန်းကနေပြီးတော့ရောကြစီပါတယ်မှတ်ဉာဏ်အားလည်းပို့ပြီးတော့ကောင်းစေနိုင်ပါတယ်ဒီလိုအချက်တွေကြောင့်မလို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရောဒီမြန်မာပြည်မှာပါအသက်6လအထိကလေးငယ်တွေကိုမိခင်တို့တစ်မျိုးတည်းပဲတိုက်ကျွေးဖို့တိုက်တွန်းထားတာပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်အသက်6လပြည့်သွားပြီဆိုလို့ရှိရင်ကလေးတွေကိုဖြည့်ဆွတ်စာစကျွေးရတော့မှာပဲဖြစ်ပါတယ်အဲ့လိုဖြည့်ဆွတ်စာစကျွေးဖို့အတွက်ဆိုလို့ရှိရင် UNICEF မြန်မာနေပြီးတော့ဒီမြန်မာကလေးငယ်တွေအတွက်ကို 4-star diet ဆိုပြီးတော့အစာအုပ်စု၄စုစုံလင်အောင်ကျွေးရမယ်ဆိုပြီးတော့အကြံပြုထားတာရှိပါတယ်အဲ့တော့ 4-star diet ထဲမှာဘာတွေပါမှာလဲဆိုလို့ရှိရင်ပထမဆုံးအုပ်စုအနေနဲ့ကတော့အခြေခံစွမ်းအင်ရရှိစေမဲ့ကစီတက်ရမယ်အစားအစာဖြစ်ပါတယ်အဲ့တော့ထမင်းဂျုံပြောင်းဘူးအာလူဒီလိုစားစာတွေပါနောက်ဒုတိယအုပ်စုအနေနဲ့ကတော့အသားတက်ရရှိစေမဲ့အသားငါးတွေပဲဖြစ်ပါတယ်တတိယအုပ်စုအနေနဲ့ကတော့အသားတက်ကကစီတက်နှင်းငယ်ပါရရှိစေမဲ့ပဲမျိုးမျိုးအုပ်စုဖြစ်ပါတယ်နံပါတ်၄အုပ်စုကတော့ဘာလဲဆိုလို့ရှိရင်ဗိုက်တာမင်သတ္တုဓာတ်နဲ့အမြင့်ဓာတ်တွေကျွဲဝစွာပါဝင်တဲ့အသီးနှံအသီးရွက်အုပ်စုပဲဖြစ်ပါတယ်ဒီ poster diet ကိုဆိုလို့ရှိရင်တစ်မြတ်တာစွာစားတော့ပေးဖို့လိုအပ်ပါတယ်အသက်6လပြည့်တာကနေပြီးတော့ခါကြတော့ပထမဆုံးရက်မှာနေမဲ့ဒီအစာအုပ်စု၄ခုစလုံးပါဝင်အောင်ကျွေးဖို့တော့မလိုအပ်ပါဘူးပထမဆုံးရက်မှာဆိုလို့ရှိရင်ဆန်ကိုပဲတိချာချာနူးဤနေအောင်ပြုတ်ထားတဲ့ဆန်ပြုတ်လိုမျိုးလေးကိုကျွေးကြည့်တင်ပါတယ်ဆန်ပြုတ်ခက်ပြစ်ကိုကျွေးပြီးတော့ဆင်ပြေတယ်ဆိုလို့ရှိရင်တော့ရွှေဖြုံဒီလိုမျိုးကိုတိချာချာကျင်းရအောင်လို့ခြေပြီးတဲ့ခါကျတော့ကလေးလေးကိုကျွေးတင်ပါတယ်ဒီလိုမျိုးရွှေဖြုံဒီလိုမျိုးနောက်ထပ်ပါဝင်ပစ္စည်းတစ်ခုကိုထည့်ပေါင်းခြင်းလဲဆိုလို့ရှိရင်တော့အစာတစ်မျိုးပေါင်းတိုင်းမှာအချိန်3ရက်ကျွေးတင်ပါတယ်ဘာလို့လဲဆိုတော့တစ်ရက်ထဲနဲ့အစာတစ်တွေအများကြီးကျွေးလိုက်တယ်ဆိုလို့ရှိရင်ကလေးလေးကဓာတ်မတည့်တာတွေဖြစ်ခဲ့တယ်ဆိုလို့ရှိရင်ဘယ်အစားအစာနဲ့ဓာတ်မတည့်ဘူးဆိုတာကိုအဖြေရှာခက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ပါအဲ့အတွက်ကြောင့်မလို့6လပြည့်တဲ့ကလေးငယ်တွေတိုင်းကိုဆိုလို့ရှိရင်မနက်စာနေ့လယ်စာညစာမှာဆိုလို့ရှိရင်သမင်းစားစွန်း2စွန်းကနေ3စွန်းခန့်စီဖြည့်ဆွတ်စာလေးတွေစပြီးတော့ကျွေးရမှာဖြစ်ပါတယ်အဲ့တော့ကလေးလေးတွေကအသက်9လကနေ9လရောက်သွားပြီဆိုလို့ရှိရင်လေဒါဖြည့်ဆွတ်စာကတော့ဆက်ကျွေးရမှာပါဒါပေမဲ့ပမာဏကိုပိုတိုးကျွေးရမှာဖြစ်ပါတယ်အဲ့တော့ဘယ်လောက်တိုးကျွေးရမလဲဆိုလို့ရှိရင်မနက်စာနေ့လယ်စာညစာမှာဆိုလို့ရှိရင်ထမင်းပကံလုံးတရုတ်ထမင်းပကံလုံးတစ်ဝက်120မီလီလီတာလောက်ကိုမနက်စာနေ့လယ်စာညစာကျွေးပေးဖို့လိုအပ်ပါတယ်အစာပြေးအစားအစာအနေနဲ့ဆိုလို့ရှိရင်အသီးအနှံတရက်သီးလိုမျိုးအသီးမပြောသီးလိုမျိုးအသီးကိုတိချာချာခြေပြီးတော့ခါကြတော့အရေးခက်ပြစ်လုပ်ပြီးတော့ကျွေးမွေးတာမျိုးဆိုလို့ရှိရင်လည်းတင့်တော်ပါတယ်အဲ့တော့အသက်6လပြည့်သွားပြီ6လကနေတစ်နှစ်ကြာကလေးလေးတွေမှာဆိုလို့ရှိရင်လည်းဒါကဖြည့်ဆက်စာဆက်ကျွေးနေရအောင်မှာပါပဲအဲ့တော့ဘလောက်ပမာဏပို့တိုးပြီးကျွေးရမလဲဆိုလို့ရှိရင်တော့တရုတ်ထမင်းပကံလုံးတစ်လုံးစာ250မီလီလီတာပမာဏကိုမနက်စာနေ့လယ်စာညစာမှာကျွေးရမှာဖြစ်ပါတယ်ပြီးတော့အစာပြေစားစရာအနေနဲ့ဆိုလို့ရှိရင်တော့ကလေးလေးတွေကသူတို့ရဲ့လက်ချောင်းလေးတွေနဲ့တိချာချာကင်တွယ်နိုင်နေပြီမို့လို့သူတို့လက်ကလေးတွေနဲ့တိချာချာကင်တွယ်နိုင်တဲ့အရွယ်အစားတစ်လက်မအတုံးလေးတွေအသီးနှံလေးတွေကိုလုပ်ပြီးတဲ့ခါကျတော့ကိုယ်တိုင်ယူစားစီတာမျိုးဆိုလို့ရှိရင်လည်းအဆင်ပြေပါတယ်အဲ့တော့တစ်နှစ်ပြည့်သွားပြီဆိုလို့ရှိရင်တော့တစ်နှစ်ကျော်တဲ့ကလေးလေးတွေမှာဆိုလို့ရှိရင်မိသားစုနဲ့အတူတူထမင်းဝိုင်းမှာထိုင်ပြီးတော့စားတုပ်တာမျိုးကိုတင်ပေးတယ်ဆိုလို့ရှိရင်လည်းဒါတင့်တော်ပါတယ်အဲ့တော့တစ်နှစ်ပြည့်တဲ့ကလေးလေးတွေမှာဆိုလို့ရှိရင်တော့အရေးခက်ပြစ်တွေကိုကျွေးတာမျိုးမဟုတ်ဘဲနဲ့ခမင်းခက်ပြော့ပြော့လိုမျိုး
အသားတွေငါးတွေအသီးရွက်တွေဆိုလို့ရှိရင်တော့တိတိချာချာနှုတ်နှုတ်ဆင်းထားတာမျိုးပေါ့နော်သူတို့ဝါလို့ရမှာအဆင်ပြေတဲ့ပမာဏလေးတွေကိုလုပ်ပြီးတော့ကျွေးတင်ပါတယ်အခုဆိုလို့ရှိရင်တော့အသက်6လကနေစပြီးတော့ဖြည့်ဆက်စာစကျွေးရမယ်ဆိုတာကိုအားလုံးသိရှိပြီးဖြစ်ပါတယ်အဲ့တော့ဖြည့်ဆက်စာစကျွေးမယ်ဆိုလို့ရှိရင်တော့အချိန်ပေးနိုင်တဲ့မေမေတွေအတွက်ကတော့ကလေးလေးတွေအတွက်အိမ်မှာကိုယ်တိုင်တိတိချာချာချက်ပြုတ်ကျွေးမွေးလို့ရပါတယ်တကယ်လို့အချိန်မပေးနိုင်တဲ့မေမေတွေအတွက်ဆိုလို့ရှိရင်တော့တန့်စင်ထားတဲ့ဆန်ကိုတိတိချာချာအသုံးပြုပြီးတော့တေချာပေါင်းခန့်စီစစ်ထားတဲ့တခြားဟာရအမှုန့်တွေအရသာအမှုန့်တွေမပါတဲ့ ready made ဆန်ပြုတ်ထုတ်ဒါမှမဟုတ်ဆန်မုန့်ထုတ်လေးတွေကိုလည်းအသုံးပြုပြီးကျွေးမယ်ဆိုရင်လည်းရပါတယ်အဲ့တော့ဖြည့်ဆက်စာကျွေးလို့ရှိရင်လည်းမိခင်တို့ကိုလည်းဆက်တက်ရမှာဖြစ်တယ်ဆိုတာကိုလည်းသတိပြုထားဖို့လိုအပ်ပါတယ်ခုဆိုလို့ရှိရင်အသက်6လကနေ2နှစ်ထိကလေးလေးတွေကဘလိုလေးတွေစားရမယ်ဆိုတာအကြမ်းမြင့်သိသွားမယ်လို့ထင်ပါတယ်အဲ့တော့ဘလိုຢာတွေကိုတော့မကျွေးသင့်ဘူးဆိုတာကိုနည်းနည်းပြပြချင်ပါတယ်ပထမဦးဆုံးအနေနဲ့ကတော့ကလေးတွေအတွက်ကိုအနည်းရဲ့ဖြစ်စေနိုင်တဲ့အသက်ရှူပြုံကိုအတော်တဆပိတ်သွားစေနိုင်မယ်ပေါက်ပေါက်ပွင့်လို့ຢာတွေအစိဆန်လို့ຢာတွေစိတ်ကက်ကက်ဖြစ်တဲ့မုံတွေပေါ့ဥပမာကတော့မုံလုံးရေပေါ်လို့ຢာမျိုးတွေကိုတော့မကျွေးသင့်ပါဘူးအသက်တစ်နှစ်အောက်ကလေးတွေမှာဆိုလို့ရှိရင်တော့နွားနို့ကိုလုံးဝမတိုက်သင့်ပါဘူးနောက်တစ်ခုကတော့ဆိုဒီယမ်စားဓာတ်တွေအများကြီးပါတဲ့တာရှိခံအစားအစာတွေဖြစ်တဲ့ခောက်ဆွဲကြောက်လိုတွေငပိငချောက်ငန်းပြရည်လိုຢာတွေကိုလည်းကလေးလေးတွေကိုမကျွေးသင့်ပါဘူးကဖိန်းဓာတ်တွေအများကြီးပါဝင်တဲ့အချိုရည်တွေတန်ဖိုးအချိုရည်တွေကော်ဖီနဲ့လက်ဖက်ရည်တွေကိုလည်းမတိုက်သင့်သေးပါဘူးနောက်တစ်ခုကတော့အသားငါးတီးနှံတွေကိုဆိုလို့ရှိရင်လည်းမကြက်တက်ချက်ချက်ထားတဲ့အရာတွေဆိုလို့ရှိရင်လည်းကလေးတွေကိုလုံးဝမကျွေးသင့်ပါဘူးဒီလိုဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးမှာကလေးလေးတွေကိုဘာလေးတွေကျွေးတင်လဲဘာလေးတွေကတော့ရှောင်ပြီးတော့ကျွေးရမယ်ဆိုတာကိုအကြံပြင်းဘ ഹു တုတရသွားလိမ့်မယ်လို့ပြောလင့်ပါတယ်အားလုံးပဲကျမ်းမာပျော်ရွှင်တဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ပါစေလို့ကေစင်ကဆုတောင်းပေးလိုက်ပါတယ်